တခါတုန်းကတပ်ပင်တွေထူထပ်တဲ့တောအနီးမှာရွာတရွာရှိတယ်။အဲ့ဒီရွာမှာဖိုးမောင်ဆိုတဲ့မောက်ဆိုးတယောက်ရှိပြီးတရိတ်ဆန်တွေကိုဖမ်းပြီးရောင်းချရင်အသက်မွေးဝမ်းကြောင်းပြုသူဖြစ်တယ်။ဖိုးမောင်ဟာမောက်ဆိုးလို့ကိုတစ်ဖက်ခန်းခဲ့ကျွမ်းကျန်ပြီးတော်လန်းဒီကိုလည်းအလိုရနေသူပါ။ဖိုးမောင်ဟာမောက်ဆိုးလို့ကိုလုတ်ကင်နေပေမဲ့သူ့ဇနီးမမေခင်ကတော့ဒီလို့ကိုမနစ်သက်ခဲ့ပါဘူး။ဒါကြောင့်မမေခင်ကဖိုးမောင်ကိုအမြဲလဲလိုနာချလေးရှိတယ်။ဖိုးမောင်ရဲ့ဒီတက်ဒီလို့ပဲလှုပ်ရှားနေတော့မှလားတခြားလို့ပြောင်းမို့အစီအစဉ်မရှိဘူးလားလို့မမေခင်ကပြောတယ်ဖိုးမောင်ကမမေခင်ရဲ့ဘဝတစ်လျှောက်လုံးဒီလုံးနဲ့ပဲအသက်မွေးလာတာဒီလောက်ကလွယ်ရင်ငါဘာလုပ်တယ်လို့လဲတတ္တဝါဆိုတာသူ့ကံကြမ္မာနဲ့သူ့ပါလို့ပြန်ပြောခဲ့တယ်တနေ့မှဖိုးမောင်ဟာထုံးစံအတိုင်းတနက်ကန်ပြီးအမဲလိုက်ဖို့တော်ရဲကိုစောစောထွက်လာခဲ့တယ်ဒီနေ့မှတော့ရခင်နေ့တွေနဲ့မတူပဲဖိုးမောင်တယောက်တားခေါင်ရှာမတူပဲဖြစ်နေခဲ့တယ်တားကောင်ရှာရင်တောနတ်ထဲကိုတဖီးဖီးဝင်ရောက်သွားခဲ့တယ်။ကြာလာတဲ့နေ့မြအဖိုးမောင်တရနေလဲပူရေလဲဆတာကြောင့်တပိန်ကြီးတစ်ခုအောင်မှာအနားယူကိုဆုံးဖြတ်လိုက်တယ်။ဖိုးမောင်အနားယူနေတဲ့တပိန်ကြီးပေါ်မှာအင်မတန်မှလှပတဲ့အယောင်စင်းနဲ့ကျက်တူတွေတကောင်ကိုတွေ့လိုက်ရတယ်။မောက်ဆိုးဖြစ်တဲ့ဖိုးမောင်ဟာချစ်ချင်းပဲကျက်တူတွေကိုဖမ်းပြီးဈေးမှာရောက်ချဖို့အကြံရသွားခဲ့တယ်။ဖိုးမောင်ဟာပိုက်ကွန်ကိုအောက်မှာခံပြီးအပေါ်မှာအစာဖြူးကအဝေးကနေကျက်တူတွေကိုစောင့်ဆိုင်နေခဲ့တယ်။ကံကောင်းကျင်တော့ကျက်တူရွေးဟာလည်းဖိုးမောင်ရဲ့ငှက်ထောင်ချောက်ထဲကြားရောက်သွားပါတော့တယ်။ဖိုးမောင်လည်းကျက်တူတွေကိုဖမ်းပြီးတောအုပ်ကနေခက်သွက်ပြန်လာခဲ့ပြီးဈေးသွားကကျက်တူတွေကိုရောင်းချခဲ့တယ်။ဒါပေမဲ့ကျက်တူရွေးကတော့မုတ်ဆိုးကိုသူ့ကိုလွတ်ပြီးရင်ချမ်းသာအောင်လုပ်ပေးမယ်လို့စီးယုံနေခဲ့တယ်။အတင်မုတ်ဆိုးအတင်သာကျွန်တော်ကိုပြန်လွတ်ပေးမယ်ဆိုရင်အတင်မုတ်ဆိုးကိုတဘဝတုံးချမ်းသာတဲ့စီးစိမ်တွေကိုပေးနိုင်ပါတယ်လို့ပြောတယ်။ဖိုးမောင်ကမင်းတို့ချက်တွေကငါ့ဟောဘာလုပ်ပေးနိုင်မှာမို့လဲဟာဟာညနေညနေနဲ့တွေများမနေစားနဲ့လို့ပြောလိုက်တယ်ချက်တွေလေးကတော့နားမခံနိုင်အောင်သူ့ကိုလွတ်ပေးဖို့ပဲတစ်ချိန်လုံးပြောနေခဲ့တယ်ဒီလိုနဲ့ညနေဆောင်လာခဲ့ပြီးချက်တွေကိုဝဲယူသူလည်းမရှိခဲ့ပါဘူးဘိုးမောင်လည်းစိတ်ညစ်ညစ်နဲ့အိမ်ကိုပြတ်လာခဲ့ဒီလိုနဲ့ဖြစ်ချောင်းကုံစင်ကိုမိမဖြစ်သူကိုပြောပြတော့တနာညတာတတ်တဲ့မမေခင်ကယောက်ျားရဲ့ဝဲမဲသူမရှိလဲပြက်လွတ်လိုက်ပေါ့ဒီကောင်လေးကဈေးလဲဘာမှရမှာမဟုတ်တာလို့ချွတ်ချွတ်နက်နက်ပြောလိုက်တာကြောင့်ဖိုးမောင်ကအေးပါမနှက်ကြမှာတယ်ပြန်လွတ်ပေးလိုက်တာပေါ့ဟုဆိုကလင်မယားနှစ်ယောက်အနားယူအိပ်ယာဝင်ခဲ့ကြတယ်ဒီလိုနဲ့မနက်မိုးလင်းမှာတော့ဖိုးမောင်ကကျက်တူရည်လေးကိုလွတ်ပေးခဲ့တယ်ကျက်တူရည်ဟာဖိုးမောင်တို့ထင်ထားသလိုအဝေးကိုပြန်ထွက်သွားမှာမဟုတ်ပဲဖိုးမောင်တို့လင်မယားနှစ်ယောက်ကိုအကူအညီတစ်ခုတောင်းခဲ့တယ်အသင်မှုဆိုကျွန်ုပ်ကိုပြန်လွတ်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ဒါပေမဲ့တင်ဖို့တစ်ခုလုံးချမ်းသာသွားစေမယ့်အရာတစ်ခုငါ့မှာရှိတယ်။ငါ့ကိုကူညီပါလို့ကျက်တူရွေရဲ့ပြောစကားကြောင့်ဖိုးမောင်တို့လင်မယားနှစ်ယောက်ကထစ်ချောင်းကုံစင်ကိုမေးမြန်းခဲ့လေ။လွန်ခဲ့တဲ့နှစ်နဲ့အကြာကကျက်တူရွေလေးဟာတောင်ပင်မှာဒဏ်ရာရပြီးမပြန်တတ်နိုင်ဖြစ်နေတဲ့အခါမှာတော်တွင်မှာတရားအားထုတ်နေတဲ့ရသေးကြီးကကျက်တူရွေလေးကိုဒဏ်ရာမှတက်တက်ပြောက်ကင်းအောင်ကုသပေးခဲ့တယ်။ဒီလိုနဲ့တရက်မှာတော့ရသေးကြီးဟာတတိရှားထွက်ရင်းနဲ့ဆိုင်းကြောင်းတစ်ခုမှာရေချိုးနေတဲ့တောင်ဆောက်နတ်သမီးကိုမတင်မဲ့ပဲသိမြင်လိုက်ရတယ်။တောင်ဆောင်နတ်သမီးဟာသူရေချိုးတာကိုခိုးကြည့်သည်ဟုအထင်မှား၍ပြီးရသေးကြီးကိုလူစင်စစ်ကနေမြောက်အထစ်ပြောင်းသွားစေဖို့ကျိန်စာတိုက်လိုက်တယ်။ဒီကျိန်စာကိုပြက်ချင်ရင်သူ့စီကိုလူတယောက်နဲ့ငတ်တကောင်ကိုအတူခေါ်လာပြီးအဖြစ်အတွက်တောင်းပင်မှသာကျိန်စာကိုပြန်ယူသိမ်းမယ်ဟုဆိုကပျောက်ကွယ်သွားခဲ့တယ်။ကျက်တူရည်လေးလည်းကျေးဇူးရှင်ရသေးကြီးပေါ်မှာကျေးဇူးဆက်ခြင်းနဲ့စိတ်ဆန္ဒပြင်းပြမှုကြောင့်ဖိုးမောင်တို့မုတ်ဆိုးလက်မယားနှစ်ယောက်လည်းရသေးကြီးကိုကယ်ဖို့တော်ရင်းကိုထွက်လာခဲ့တယ်။ဒီလိုနဲ့ကျက်တူရွေရဲ့လမ်းပြမှုနဲ့မြောက်ကြီးရသေးကြီးကိုခါပြီးစမ်းကြောင်းနှစ်ဘေးမှာတောင်ဆောင်နှစ်သမီးကိုတိုင်တီးပြီးဖိုးမောင်ကတောင်းပန်ခဲ့တယ်။ဖိုးမောင်ရဲ့တိုင်တီးမှုကြောင့်တောင်ဆောင်နှစ်သမီးလည်းပေါ်လာပြီးဖြစ်သမျှအားလုံးကိုသိရှိသွားခဲ့တယ်။နှစ်သမီးလည်းသူ့အထင်မိုင်းမှုကြောင့်ရသေးကြီးကိုတောင်းပန်ကကျင်းစာကိုဖျက်သွားစေခဲ့တယ်။ဒီလိုနဲ့မြောက်ဖိကိုနီရသေးကြီးဘဝကိုချစ်ချင်းပင်ကလောင်လဲပြန်သွားခဲ့တယ်။ဂျေဇူးကြီးမလာပါမုတ်ဆိုးလို့ဇနီးမောင်နှံအကျွန်ုပ်ကိုကဲတင်ခဲ့တဲ့အတွက်အသည်မုတ်ဆိုးတို့ကိုလည်းပြန်လဲကျေးဇူးဆက်ချင်ပါရဲ့ဟုဆိုကရသေးကြီးကမိမိတွင်ရှိသောရှေးဟောင်းလက်အဝိယတနာတွေကိုဖိုးမောင်တို့မိသားစုကိုပေးရခဲ့တယ်။ဒီလိုနဲ့ဖိုးမောင်နဲ့မမေခင်တို့ဇနီးမောင်နှံနှစ်ယောက်လည်းအလွန်တရံမှာပျော်ရွှင်သွားပြီးကျက်တူရည်တွေကိုခေါ်ယူလာခဲ့ကြတယ်။ငွေကြေးရချမ်းသာသောဘဝကိုပိုင်ဆိုင်သွားခဲ့တဲ့ဖိုးမောင်ဟာလည်းမုတ်ဆိုးအလုပ်ကိုဆွန့်လွတ်ပြီးဒရိန်းစတန်တွေကိုကယ်ဆယ်ဆောင်ရှောက်ရင်းဘဝကိုပျော်ရွှင်စွာဖျက်ဆီးသွားခဲ့ပါတော့တယ်။